ကြိုးစားပြီးတော့ယနေ့ပြုရတဲ့ကုသိုလ်ကောင်းမှုအစုစုကိုရေစက်ချပြီးတော့အမြတ်တမ်းပေးဝေကြရအောင်နော်ရေစက်ကွက်ကံကဲအလုံးလိုက်ဆိုလိုက်အရှင်ဖယားတပည့်တော်တို့သည်ယရဏသုံးတံကံကံဤအကျိုးတရားကိုယုံကြည်ကုန်၍ဖယားရှင်ဤသာသနာတော်ရောင်ဝါနေဝံထွန်းလင်းပါစေခြင်းအကျိုးငါ၎င်းတပည့်တော်တို့သည်လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာကျိုးကိုရပါစေခြင်းအကျိုးငါ၎င်းရည်မြော်၍တပည့်တော်များစောစေယုံမိသားစုတော်ဤဥဆောင်မှုဖြင့်တခိဏလံမိသားစုတို့စုပေါင်း၍ဤနေရာ၌ဖျားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားသံဃာဒါနစွမ်းခဲပွဲဘောဇင်တို့ကိုလောင်းလှူပါကုန်၏တရဏဂုံသုံးပါးနှင့်ငါးပါးသီလဆောက်တည်ပါကုန်၏ဤသို့ယနေ့ယခုတပည့်တော်တို့တခိဏလံမိသားစုတို့ဤသံဃာဒါနဆွမ်းလောင်းလှူရသောကောင်းမှုကံထိုကောင်းမှုကံကိုအကြောင်းပြု၍ပြုသမျှသောကုသိုလ်ကောင်းမှုအစုစုတို့ဤတေရနာတို့ကြောင့်တပည့်တော်တို့သည်ဒုက္ခခတ်သိချုပ်ပြငြိမ်းရာနိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ရပါလို၏အရှင်ဘုရားဤသို့ယနေ့ယခုတပည့်တော်များသောစေယုံမိသားစုတို့ဤဥဆောင်မှုဖြင့်တခိဏလံမိသားစုတို့ဤ26ကြိမ်မြောက်သံဃာဒါနဆွမ်းလောင်းလှူရသောကောင်းမှုကံထိုကောင်းမှုကံနှင့်ဆက်၍ပြုသမျှသောကုသိုလ်ကောင်းမှုအဖို့ဘာကကိုကျေးဇူးအဖြင့်ကြီးမားကုန်သော